ဒါဟာအိုလံဘတ်တောင်ကုန်းပေါ်ကနက်ဖျားတွေအကုန်လုံးကိုသွေးချောင်းစီးကလည်းစားမချေခင်လွန်ခဲ့တဲ့2600ကအဖြစ်ပြက်စစ်နက်ဖျားရဲ့လှည့်ကွက်တွေအောက်မှာကိုလက်နဲ့ကိုမိသားစုကိုပြန်တက်မိခဲ့တဲ့စပါတန်စစ်တီတော်ခရဟာအမှန်တရားကိုတည်သွားတဲ့အချိန်မှာတော့နက်ဖျားတွေနဲ့ချီနှောင်ထားတဲ့ဂရိတစ္ဆာကိုဖျက်ပယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နက်ဖျားတွေရဲ့ဂရိတစ္ဆာကိုစောင့်ကြက်တဲ့ကံကြမ္မာရဲ့ညှဉ်းပန်းသူဖရိုညီမ3ယောက်ကတော့ဒါကိုခွင့်မလွတ်ခဲ့ပါဘူး။သူတို့ဟာ Kratos ကိုဖမ်းဆီးပြီးကဘာဦးတတဝါကြီးတွေရဲ့ခန္ဓာကိုယ်နဲ့တိဆောက်ထားတဲ့လွတ်မြောက်ဖို့လုံးဝမဖြစ်နိုင်တဲ့ကြောက်ဆောင်ခြင်းထောင်ကြီးတွေမှာတန်ကြိုးတွေနဲ့သွေးစိမ့်ရှင်ရှင်စီးနှောင်ပြီးရရဆက်ဆက်နှိပ်စက်ထောင်ချထားခဲ့ပါတယ်။ဖရိုညီမတွေကတယောက်ဖြစ်တဲ့ Megara ဟာ Kratos ရဲ့စိတ်ဓာတ်ကိုချိုးနှိမ်မှုနေတိုင်းလာရောက်နှိပ်စက်နေခဲ့တာပါ။ဒါပေမဲ့သူတို့တခုသတိမထားမိတာကသူတို့တန်ကြိုးတွေနဲ့တုံနှောင်ထားတာဟာတာမန်လူသားတယောက်မဟုတ်ပဲအိုလံဘတ်တပြင်းလုံးကိုတုံလို့စေမဲ့ဒေါသနဂါးတစ်ကောင်ဖြစ်နေတာကိုပါပဲ။ Hello, Kratos. What's wrong? You seem confused, Kratos. Having trouble remembering our special time together? But then again, we were rudely interrupted by my sister. A leftover's never one for manners. Not to worry. I am quite skilled at teaching respect. For what you've taken, I owe you that. တရက်မှာတော့မိဂရာရဲ့ရိုက်နှက်မှုကိုခံနေရတဲ့ခွက်ဟာသူ့ရဲ့ဒေါသအုံကိုအောက်နေတယ်။လူမျိုးဖို့မဖြစ်နိုင်ဘူးဆိုတဲ့တန်ဖိုးတွေကိုသူ့ရဲ့တွေးတောခွန်အားတစ်သက်နဲ့ကိုဝင်းကနေဆွဲပြစ်လိုက်တာ။အချုပ်အနှောင်ကလွတ်သွားတဲ့တားရီတစ်ကောင်ကြီးပဲ။ Kratos ဟာသူ့ကိုနှိပ်စက်ခဲ့တဲ့လက်ကြီးရာကိုဒေါသတကြီးနဲ့ပြန်လည်တိုက်ခိုက်ပြီးတွေးကြွေးဆက်ဖို့လိုက်လံနှိမ်နင်းပါတော့တယ်။ဒါပေမဲ့ချူရီရဲ့လက်ကွက်ကဒီတင်မပြီးသေးပါဘူး။မက်ကီယာဟာသူ့ရဲ့အင်းတက်တွေကိုတုံးပြီးသူတို့ကိုအောင်နေတဲ့ကြောက်ဆောင်ကြီးတကယ်တော့ဘာဦးတော်ဝါကြီးဖြစ်တယ်။လက်ထရာပါထဲတင်ကြီးအကျဉ်းကိုလူခတ်စေခဲ့ပါတယ်။ထောင်တစ်ခုလုံးတက်ရှိတိုက်တန်ကြီးအဖြစ်ပြောင်းလဲသွားပြီးတရားမလက်မောင်းကြီးတွေကပ္ပားကောင်တွေဟာဖာရော့ကိုအမှုန့်ချီဖြစ်ဖို့ဝိုင်းဝန်းပိတ်ဆို့လာပါတော့တယ်။ကောင်းကင်ရန်ကနေဘုံကနေရိုက်ခတ်လာတဲ့တရားမလက်မောင်းကြီးတွေကြတယ်။ဘရက်တော့ဟာစပါတန်စစ်တီတော်တူကြောက်လန့်မရှိပဲသူ့ရဲ့ Blades of Chaos ဓာတ်မြောက်မစင်းနေရှိသူကြီးရဲ့အသားစားတွေကိုတစ်ချက်ချင်းစီတွဲဖုတ်ပြီးရိုးထွက်ခဲ့တယ်ဘလောက်ပဲအရွယ်စားကြီးမားတဲ့ကဘာဦးခရင်ကြီးဖြစ်ပါစေကိုမိသားစုကိုဆုံးရှုံးထားရတဲ့ဖခင်တရားရဲ့လက်ပြားတွေကိုလုံးဝနေတဲ့စစ်တီတော်တရားတွေတေမင်းတမန်ဒေါသကိုတော့မရှင်းနိုင်ခဲ့ပါဘူးခရတိုဟာတိုက်တန်ကြီးရဲ့ခန္ဓာကိုယ်ပေါ်မှာပျက်စီးလို့လင်မြန်တဲ့အရှိန်နဲ့ခုန်ပေါက်ပြီးသူ့ကိုပိတ်ဆို့ထားတဲ့လက်မောင်းကြီးတွေကိုတစ်ခုချင်းစီပြတ်တောက်အောင်ခုတ်ပိုင်းပစ်လိုက်ပါတယ်ခရတိုဟာအေယာမတိုက်တန်ကြီးရဲ့မျက်လုံးလေးကိုသူ့ရဲ့တန်ကြိုးသားမြောင်နဲ့အာရပါရထိုးဆိုင်ပြီးတစစီအသက်ပြောက်အောင်ချိန်မုန်းပစ်လိုက်ပါတော့တယ်